โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်အရင် YouTube channel ဖြစ်တဲ့ Rise Official မှာကျွန်တော်တင်ထားတဲ့ vlog လေးရှိပါတယ်အဲ့ဒါကိုဒီမှာပါရေဝေးတုတ်တန် vlog ဆိုတဲ့ဟာလေးပါအဲ့ဟာမှာကျွန်တော် comment လေးတွေ့ရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြခြင်းနဲ့ကျွန်တော် viewer ကြီးအဲ့လိုကျွန်တော်ကငကိုတွေက podcast လုပ်ချင်တယ်ဒါပေမဲ့အခွင့်မသာဘူးကျွန်တော်ဘာပြောရမလဲမသိနေဘူးအဲ့လိုဆိုတော့ကျွန်တော် comment အောက်မှာတွေ့တဲ့အရာတွေကိုကျွန်တော် explain လုပ်ချင်တယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်လွန်ခဲ့တဲ့17နာရီလောက်ကခရီးရန်ကတဲ့ပြောတော့မသိဘူးဆိုတော့ဘာလို့တင်းကြိုက်ရှိနေရလဲလူဆိုမွေးပြင်သိရမှာပဲဒါသဘာဝပဲအခုပြောတာမဟုတ်ဘူးနော်တချို့အယူသေးတဲ့လူတွေပြောတာโอเคအဲ့နဲ့ပတ်သက်ပြီးတခုပြောချင်တာကလူတိုင်းကမွေးပြင်သိမယ်ခရီးရန်မှာမဟုတ်ဗုဒ္ဓဘာသာရောအစ္စလာမ်ရောဟိန္ဒူရောအကုန်လုံးကမွေးပြင်သိမှာပဲဒါလူတွေကိုးကွယ်ယုံကြည်ရဲ့ဘာသာရေးနော်ဘာသာရေးကြီး၄မျိုးထဲမှာဘလို့ဘယ်ဖះကိုကိုးကွယ်လူတိုင်းကမွေးပြီးရင်သိမှာဆိုတာသိကြတယ်ခရစ်ယာန်ပြောတော့မသိဘူးမပြောဘူးသိမှာပဲဒါပေမဲ့တနေ့ရှင်ပြန်ထမြောက်မယ်လို့ပြောတာကွာသိလားကျွန်တော်တို့ဘာသာသူတွေကျွန်တော်ယုံကြည်ရဲ့အချက်တွေထဲမှာကျွန်တော်ကသိပြီးလို့ရှင်ပြန်ပြီးတော့ရှင်ပြန်ထမြောက်ရမယ်ရှင်ပြန်ထမြောက်တယ်ဆိုတာတခင်စုပြန်ကြွလာလို့ရှင်ရှင်ပြန်ထမြောက်မယ်ဒါအဲ့ဒါကိုဆိုလို့လားကျွန်တော်အကျေတပွင့်တော့မပြောတော့ဘူးဒါဘယ်လိုပြောရမလဲလေ့လာခြင်းနဲ့သိရမှာအရန်သိခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကျမ်းစာတွေတို့တခြားဘာသာရေးအရာရေးထားတဲ့စာအုပ်တွေရှိရဲ့အဲ့ဒါလေးဖတ်ကြည့်ကြပါကျွန်တော်အကျေတပွင့်တော့မပြောတော့ဘူးအဓိကပြောချင်တာကမွေးလာရင်သိတာရှိမှာပဲကျွန်တော်ဘာသာမှာကျတော့သိပြီးရင်ရှင်ပြန်ထမြောက်အောင်မယ်ဆိုရဲအချက်လေးတစ်ချက်ရှိတယ်ခရိယာမသိဘူးလို့တော့မပြောဘူးအဲ့ဒါပါပဲနောက်တစ်ခုကတော့ဟုတ်တယ်နောက်ခံတီးလုံးစူးညံနေရပဲလိုလာကြီးရတော့အာယုံနောက်တယ်ပါညာဘာလို့လဲကျွန်တော် background sound အနေနဲ့သိမယ်ရေဝေးတုတ်တန် vlog ဆိုတော့နည်းနည်းလေး scary ဖြစ်တဲ့ vibe လေးကိုထည့်ပေးခြင်းတယ်အဲ့တော့ကျွန်တော်အဲ့လေးထည့်လိုက်တာပါနောက်ခါကြလို့ရှိရင်အာယုံမနောက်လုပ်ပေးပါမယ်တောင်းပန်ပါတယ်အဲ့တော့ငယ်သေးရသိရမလားအသက်အရွယ်မရသေးဘူးဆိုတော့ကိုလှုပ်ချင်တာလှုပ်နေတဲ့အရွယ်မှာလည်းတော့ဒီလိုလေးဖြစ်သွားတာပါတောင်းပန်ပါတယ်နောက်တစ်ခုကကျေးဇူးပြုအလွဲရင်မပြောပါနဲ့တဲ့မဟာဒူးလို့ခေါ်တယ်ဘဟာဒူးလို့ခေါ်တယ်တဲ့အတော်ဆုံးနဲ့မြန်မာနိုင်ငံဘောလုံးအသင်းကောင်းဆောင်နဲ့သူကအတော်ဆုံးနဲ့ဟို comment ကောထပ်နေကျွန်တော်မဟာဒူးလားဘဟာဒူးလားလည်းမသိဘူးအဲ့တော့ကျွန်တော်တို့လူကြီးတွေကျွန်တော်တို့အမေအဖေအဖိုးတွေအဖွားတွေသူတို့ပြောတဲ့ဇာတ်ကားတွေ Oh my god ခဏကျွန်တော်တို့အဲ့ဒီချိန်တော့အဖိုးတွေအဖေအဖွားတွေဘာညာသူတို့ပြောခဲ့တဲ့စကားတွေပေါ့ကွာရေဝေးတင်းချိုင်းမှာကျွန်တော်အုတ်ကူတစ်ခုအပေါ်မှာအဲ့လိုဘောလုံးလေးနဲ့ရှိတယ်အဲ့ဒါဘဟာဒူးလားမဟာဒူးလားတော့မသိဘူးကျွန်တော်ကြားလိုက်တာမဟာဒူးလို့ကြားလိုက်တာသူ့ရဲ့အုတ်ကူရှိတယ်တဲ့အဲ့တော့ကျွန်တော်အမေကိုလိုက်ပြခိုင်းပြီးတော့ဗီဒီယိုရိုက်ချင်တယ်ဘာညာဆိုပြီးကျွန်တော်ကအဲ့လိုတွားကျွန်တော်မဟာဒူးဘဟာဒူးတော့ဘာမှတော့မသိဘူးအဲ့တော့ကျွန်တော်မလေ့လာမိပဲနဲ့ကျွန်တော်ပြောချင်တာပြောလုပ်ချင်တာလုပ်ခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်ခွင့်လုပ်ပေးပါပေါ့နော်နောက်တစ်ယောက်ကလည်းဟုတ်တယ်မဟာဒူးမဟုတ်ဘဟာဒူးပေါ့ကောရခါလူမျိုးမြန်မာနိုင်ငံအကောင်းဆုံးဘောလုံးသမားတဲ့ကျွန်တော် reply ပြန်တော့အခုလိုထောက်ပြကျေးဇူးပါကျွန်တော်တကယ်မသိဘူးကျွန်တော်မသိပဲနဲ့ကျွန်တော်လုပ်ချင်တာလုပ်ခဲ့ရပါအဲ့ဗီဒီယိုကလည်း view တွေများသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါနဲ့ဒီတစ်ခုကမိုက်တယ်ဒီ comment တစ်ခုကနော်ဘာသာတိုင်းကလူတိုင်းသိရတယ်တည်ဆုံးပြီးရင်ဘာတွေဆက်ဖြစ်မိမလဲဒါကတော့စဉ်းစားမိတယ်တဲ့ဒါဘဝတစ်ခုရဲ့ဏီကုံလားနောက်ဘာဆက်ဖြစ်မလဲဘာဖြစ်နိုင်လဲဖျားတကယ်ကဲတင်မှုရှိသလားပရလောကဆိုတာကိုလက်မခံခြင်းပေမဲ့ထင်ရှားစိတ်လှုပ်ရှားစရာတွေကတကယ်ကိုရှိနေရောညင်းပယ်ဖို့ခတ်တယ်တခြားလားဆက်လားဘာတွေလုပ်ယူလို့ရမလဲစဉ်းစားမိတယ်သူ့ comment ကမိုက်တယ်ဘာလို့မိုက်လဲသူကဒသနာကြီးသူ့အတွေ့ကျွန်တော်လည်းတစ်ခါလေစဉ်းစားမိလူငယ်တွေသိရမှာကျွန်တော်ပေါ်တာအချင်းအရက်တောက်ပြီးပြောဆိုရင်လည်းအဲ့ဒါကြီးပြောပြတယ်ကွာသိလား
ကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့ဟုတ်တယ်ဘာသာတိုင်းကလူတွေကသိကြတယ်သိပြီးရင်ဘာဆက်ဖြစ်မလဲဘယ်သူမှတော့မသိဘူးသိပြီးလို့သိသွားရင်လည်းသိရမလားပြန်လာပြီးပြောပြလို့မရဘူးဟုတ်တယ်မလားကိုတွေကိုပြန်လာပြီးရှင်နေတဲ့လူတွေကိုဒါမင်းတို့ကသိပြီးသွားရင်ဒါဆက်ဖြစ်တယ်ဒါလို့ဘာညာဆိုပြီးအဲ့လိုပြောပြလို့လည်းပြောပြတဲ့လူတွေလည်းမရှိဘူးပြောပြခွင့်လည်းမရှိဘူးအဲ့တော့ဒီဘဝမှာတည်သွားရင်ဒါကြီးကတကယ်တည်သွားလားနောက်ဝိညာဉ်တွေဘာရှိလားအဲ့လိုမျိုးစဉ်းစားမိတယ်သိရမှာဝိညာဉ်တွေဘာကြီးကအဲ့လိုမျိုးရှိရပေါ့ရှိလို့ရှင်ဒီလိုလိုက်လျှောက်သွားနေကြရဘာညာကျွန်တော်ကိုယ်တိုင်လည်းတရေတွေပရလောကကြီး6ခံရပူးတယ်အဲ့တော့ဝိညာဉ်ကတော့ရှိလိမ့်မယ်လူတယောက်လူခန္ဓာကိုယ်ထဲမှာဝိညာဉ်တစ်ခုဆိုတာရှိမှာပဲအဲ့တခုကတော့မှန်တယ်နောက်ဘာဆက်ဖြစ်မလဲတီးပြီးရင်ဘာဆက်ဖြစ်မလဲကျွန်တော်ကိုယ်တိုင်လည်းမသိဘူးကျွန်တော်ခရစ်ယာန်တယောက်ဆိုတော့ကျွန်တော်ဘာသာမှာကြာတီးပြီးရင်ကောင်းဝင်သွားရင်သွားငရဲသွားရင်သွားအဲ့လိုမျိုးရရှိတယ်ဒါပေမဲ့ဒါကတော့ယုံကြည်ရပါတော့ဒါပေမဲ့ကျွန်တော်အတွေ့ထဲမှာကြတော့ဘယ်လိုပြောမလဲတီးပြီးသွားလို့ရှင်တကယ်ဝိညာဉ်ထွက်သွားရင်အဲ့ဝိညာဉ်ဘယ်နာသွားလို့သွားမယ်မသိကြောင်ပြောင်းနေဘယ်လိုလုပ်မလဲဒါတော့ကျွန်တော်အတွေ့ရောရှင်းပြောလို့ရှင်အဲ့လိုဝိညာဉ်ကိုယ်ခန္ဓာကိုယ်တွေကဝိညာဉ်ထွက်သွားတယ်ဖြစ်နိုင်ခြေအရှိဆုံးကတော့ကိုယ်ဆွဲလန်းတဲ့အရာနာမှာပဲနေဖြစ်သွားလိမ့်မယ်သိလားလူတယောက်ချင်းမိရပဲဒါအဲ့ဝိညာဉ်အဲ့လူပဲနောက်လိုက်နေမှာဒါမှမဟုတ်သူ့မှာတန်းတဆွဲလန်းစရာမရှိရင်သူဘယ်ကိုထွက်သွားနိုင်လဲဒါကြီးကကျွန်တော်တို့ဉာဏ်နေမမီရအောင်ဘယ်သူမှမမီဘယ်သူမှလည်းမသိဘူးအဲ့တော့မစင်းစားအကောင်းဆုံးပဲကျွန်တော်တို့လှုပ်ရှင်တန်နေရဲ့အချိန်မှာကျွန်တော်တို့ကောင်းတာလုပ်မယ်ကောင်းတာပြောမယ်သူဘာကိုကူညီမယ်အဲ့လိုမျိုးကောင်းတဲ့အရာတွေပဲလှုပ်ဆောင်သွားမယ်ဆိုရင်တော့တည်ပြီးသွားရင်လည်းကောင်းတာတစ်ခုခုဖြစ်မှာပါဆိုတဲ့ခံယူချက်မျိုးပဲကျွန်တော်ထားလိုက်တော့တယ်ဒါတော့ကျွန်တော်အတွေ့ပေါ့နော်ဒီ comment အရာနဲ့အများကြီးမစင်းစားပါနဲ့တော့သိရမလားတည်ပြီးသွားရင်ကောင်းတာဖြစ်ချင်လို့ရှင်တို့ဒီလောကမှာလည်းကောင်းတာလုပ်ဖရာတရားလုပ်ကုသိုလ်လုပ်ဒီမှာလှူဒန်းတခြားသူတစ်ပါးကိုကူညီရပါအများကြီးရှိကောင်းတာလုပ်ပေါ့ဗျာစေနာထားလူတိုင်းစေနာထားပြီးကောင်းတာလုပ်ဆိုတာပဲကျွန်တော်မှားခြင်းပါတယ်โอเคနောက်တစ်ခုကခရီးယန်ဘာသာတရားပို့ရဲ့တခြင်းနေဆိုရဲဂီတာတီးပြီးရဲ့အဲ့ဒါတော့ဟုတ်တယ်ကျွန်တော်တို့ဟုတ်တယ်ဆိုတာပျော်လို့ဝမ်းနေပျော်လို့တင်ဂီတာတီးပြီးတခြင်းဆိုတာတော့မဟုတ်ဘူးအဲ့လိုကျွန်တော်စီမှာတည်သွားလို့ရှင်အာတုဘရေပို့ရဆိုလို့ရှင်အဲ့လိုဓမ္မဒေးလေးရှိရပေါ့နော်ဓမ္မဒေးရှိရအဲ့လိုဓမ္မဒေးကိုသူ့ရဲ့နောက်ဆုံးအလောင်းပေါ်မှာအခေါင်းကိုဖုံးကြီးရပါတယ်နဲ့ကောင်းကြီးရပါတယ်ပေးပရိတ်ရေပေါ့မေတ္တာရေပါတယ်ပတ်ပြီးတော့ကျွန်တော်ဖះစာရေဆိုတယ်ပြီးတော့တခြင်းနောက်ဆုံးအနေနဲ့ဓမ္မတခြင်းကတော့ဘယ်ဖះစာဘယ်လိုအခြေအနေမှာဆိုတိုင်းဓမ္မတီးရတပုတ်နှစ်ပုတ်လောက်အမြဲပါတယ်အဲ့တော့ဂီတာတီးရလူကတီးရတခြင်းဆိုငိုယိုရဲ့လူကငိုယိုပေါ့ဗျာတီးလားကျွန်တော်အတိအသေးသွားရကျွန်တော်တခြင်းဆိုနေရလူတွေတေသွားရဆိုလို့ရှိရင်ကျွန်တော်ကတခြင်းဆိုနေငိုနေကြတာပဲတီးရမှာအဲ့လိုမျိုးရောရှိရပါတော့ဂီတာတီးပြီးတခြင်းဆိုတာတော့ဟုတ်ပါတယ်ပျော်လို့တော့မဟုတ်ဘူးပေါ့နော်အားလေးတစ်ခုပါပဲနောက် comment တစ်ခုကမင်းလွင်ဆိုပြီးတော့မှန်လာတာတော့အဲ့ဒါကြီးကြတော့မဟုတ်တော့လူကယူနေရလားမသိအဲ့ဒီအလောင်းနေဝင်းချက်စားပါလားကုန်ကြစိတ်တတ်တာအဲ့ကြောင့်ပြောစရာမရှိတော့ဘူးပဲတိမှာโอเคဗီဒီယိုလေးကဒီလောက်ပါပဲနောက်သိကျင်တာဆွေးနွေးကျင်တာလေးရှိရင်လည်း comment လေးမှာမှန်းခဲ့ပြီးလို့ရပါတယ်ကျွန်တော်အနည်းနဲ့အများသုံးသပ်ပြီးတော့ဗီဒီယိုလေးလုပ်ပေးပါဦးမယ်အားလုံး see you ပါ